ကိုရေးကိုရာအနေနဲ့မင်းကငါရဲ့လုံခြုံရေးကိုတာဝန်ယူပေးရမယ်တတ်မှတ်ထားတဲ့အချိန်ပြည့်ရင်ငါကိုယ်တိုင်စာချုပ်ဖြတ်သိမ်းတဲ့စာရွက်ကိုလက်မှတ်ထိုးပေးမယ်ဒါဆိုလစာကြော်တလကို300တူညစားစရိတ်ကတော့ငါကိုယ်တိုင်စီစဉ်မယ်ညဘက်ဆိုညစာအပြင်ညလဲစာလဲလို့တယ်မနေ့စာကတော့ပူနွေးဖြစ်ရမယ်နော်ညတန်းခေါင်ကြော်ရင်လည်းညလဲစာရှိရမယ်ကောင်းပြီဝက်နေဘယ်သူလဲအနောက်တောင်ဘက်မီတာ380အကွာဆေးရုံစောက်အောင်ရဲ့73လွာကြီးစံရတစ်ချက်ကိုပဲကြည့်ပြီးလူကိုတောင်ရှာတွေ့နိုင်တာလားလေကအရှိဘက်ကတိုက်လာပေမဲ့ကြီးစံထိပ်ဖျားကဘက်ဘက်ကိုလွင့်သွားတဲ့အဲ့ဒီပြတင်းပေါက်ကလည်းအခုလေးတင်ပိတ်သွားတာပဲလူကျန်းဟော်ဒီနေရာက32လွာနော်လေကားနဲ့ဆင်းရင်နောက်ကျသွားမယ်ကားကိုလိုက်ပြီးကြည့်ရမယ်ကြီးစံသွားတဲ့လမ်းကြောင်းကိုတောင်တွက်ချက်နိုင်တယ်လို့32လွာကနေအပြင်ကိုတောင်တွဲတက်သွားရဲ့တယ်အဖိုးကငါအတွက်ဘလို့လူမျိုးကိုရှာပေးထားတာလဲကွာဒေါက်တာချာစီဟေးမတွေ့တာ9နှစ်တောင်ရှိပြီနော်မင်းကအရင်လိုရဲ့တေဆုံးသွားတဲ့လူနောက်မှာပုံနေတော့မယ်ဒါဆိုလူသက်သမားကရောထွက်ပြေးသွားပြီသူထားခဲ့တဲ့ပစ္စည်းကိုမင်းသိတယ်လားလူသက်သမားရဲ့ကိုပိုင်မက်အသားဖြစ်နိုင်တယ်မင်းလိန်နေတဲ့အချိန်မှာအတန်နေတန်ထားကတည်ငြိမ်လုံးနဲ့နော်ချီကျူးပေးတာကျေးဇူးတင်ပါတယ်ဒီနေ့3နှစ်လုံးအစားစားထိုးမှုတွေအာဟာရဖျော်ရည်တွေနဲ့လုံးဝအစားမထိုးရဘူးလူဆိုတာအစားတောက်စားဖို့အသက်ရှင်နေတာအာဟာရထည့်ထားတဲ့ဘူးတပူးလို့နေဖို့အသက်ရှင်နေတာမဟုတ်ဘူးမင်းကကိုရန်တော်လာလောက်တာအစားတောက်ကြံပေးလာလောက်တာမဟုတ်ဘူးဘိုက်စာနေတော့ငါ့ကိုကာကွယ်နေရင်မင်းရဲ့ဆုံးဖြတ်ချက်တွေကိုတက်ရောက်မှုရှိနိုင်တယ်ဒီညကစားပြီးမင်းအဝင်ဟုအိမ်တော်မှာလာနေမယ်ဒုတိယထက်ကမင်းရဲ့ကိုယ်ပိုင်နေရာဖြစ်မယ်ခွင့်မပြုဘဲဝင်လာတာလုံးဝမလုံးနဲ့ပြီးတော့ငါပစ္စည်းတွေကိုလည်းခွင့်မရှိရဲမရှာဖွေနဲ့ကုမ္ပဏီထဲမှာအငင်းပွားမှုဖြစ်ရင်လုံခြုံရေးဝန်ထမ်းတွေကိုအရင်ဆုံးဖြေရှင်းခိုင်းတစ်ဖက်ကအရင်စလာရင်ရောကိုထိန်းထားအဲ့ဒီလောက်ထိမလုံးနဲ့တစ်ဖက်လူမတန်ဆွမ်းဖြစ်သွားတဲ့အထိမလုပ်ရဘူးဒါဆိုသူတို့ပူးပေါင်းဖို့လက်ခံမလားဆိုတာပေါ်မူတည်တာပေါ့ဘယ်သူလောက်တာလဲမြင်မေးလုံးနဲ့မဟုတ်ဘူးလားဒီရေကိုမတောက်နဲ့အစိတ်ပါနေတယ်အဲ့ဒီအစိတ်ကနှလုံးကြွက်သားကိုတဖြည်းဖြည်းပျက်စီးစေတယ်တနေ့နေစီတောက်ယုံနဲ့နှစ်လအကြာမှာနှလုံးပျက်စီးပြီးနှလုံးရက်သွားလိမ့်မယ်အဲ့ဒီအချိန်ကျရင်လူတိုင်းကမင်းလို့ရမ်းလို့ပင်ပန်းပြီးတည်သွားတယ်လို့ပဲထင်ကြလိမ့်မယ်တကားလောက်မှာဖျက်ဆီးထားတဲ့အရာမရှိဘူးလက်ပွေရလည်းမတွေ့ဘူးဒီနေရာမှာရှိတဲ့လူတိုင်းကစီးစစ်ရွေးချက်ခံထားရသူတွေကြီးပဲဒီလိုလုံနိုင်တဲ့သူကငါနီးနားမှာပဲရှိရမယ်မင်းကိုဘသူလွတ်လိုက်တာလဲအေဂျူမင်းတကယ်ပြန်လာတာပဲလားအေဂျူဆိုတာဘသူလဲအရင်တုန်းကတောင်တက်ကားပြိုင်ပွဲမှာတုံးခဲ့ရဲ့နမီပြောင်ပါခင်ဗျာငါ့ကိုဒီလောက်တောင်အလွယ်တကူလက်စားလို့ရတယ်လို့ထင်နေတာလားဝှေ့ဧကဘာပြောလိုက်သေးလဲဝှေ့ဧကခင်ဗျားကိုပြောပေးဖို့မှာလိုက်တယ်အရင်ဖွဲ့စည်းကိုသူမလက်ထဲမှာထိန်းချုပ်ထားပြီးတဲ့အရင်ဖွဲ့စည်းရဲ့အကြီးကဲလားမင်းရဲ့ဆရာလားဟုတ်ပါတယ်ပြစ်မှတ်ကိုအတီးပြုတ်ပြီးပါပြီဆရာသာအသက်ရှင်နေသေးရင်အခြေအနေတည်ငြိမ်အောင်ထိန်းချုပ်နိုင်တဲ့အထိစောင့်နေမှာတေချာတယ်အရာအလုံးပြေလည်သွားလေဝှေ့ဤကဖော်ထုတ်ထားတဲ့အမားတွေကိုရှာတွေ့ဖို့ပိုလွယ်သွားလေပဲမစ္စတာဆူမင်းချွန်ကအရေးပေါ်ဘုတ်ဖွဲ့စည်းဝေးခေါ်ထားပါတယ်ဟန်လျှောက်ထင်းလဲရောက်လာပါပြီသူတို့ကပေးဝင်စီမံကိန်းနဲ့ဗန်ကျွေးပြဿနာကိုအကြောင်းပြပြီးမင်းကိုယာဒူးကနေတိုက်ရိုက်ဖယ်ရှားဖို့စ조사နေကြတာပါကုမ္ပဏီစည်းမျဉ်းတွေအစုရှယ်ယာရှင်မှတ်တမ်းတွေစီမံကိန်းစာချုပ်တွေအားလုံးကိုအစည်းအဝေးခန်းမှာပြသဖို့ပြင်ဆင်ထားငါအခုပဲသွားမယ်ကျွန်တော်လဲလိုက်ခဲ့မယ်ဘုတ်ဖွဲ့စည်းဝေးမှာမဲခွဲဆုံးဖြတ်ကြမှာနော်အင်အားသုံးလို့မရဘူးဒါဆိုအဆင်ပြေတာပေါ့ဒီနေ့ကျွန်တော်ကလက်တီးမဟုတ်ပဲတက်တေတွေယူလာတယ်ချင်းဟော်မင်းကုမ္ပဏီကိုထိန်းချုပ်လာတာတစ်နှစ်ကျော်ပြီပေးဝင်စီမံကိန်းကငွေကြေးများကြီးလိုနေတယ်ရင်းနှီးမြှုပ်နှံမှုကလည်းရှုပ်ထွေးတာမဟုတ်ဘူးဒါကြောင့်မင်းအုပ်ချုပ်ရေးဖွဲ့ကနေနှုတ်ထွက်ပြီးလက်ရှိစစ်ဆက်ထားတဲ့သူနဲ့လက်ထပ်ဖို့ပဲလိုတယ်အကြက်တဲကိုအရင်ဖန်တီးပြီးနောက်မှကယ်တင်ရှင်လိုလက်ကမ်းပေးတာပဲမစ္စတာကျိုင်းဟန်လုံနေတာကရင်းနှီးမြှုပ်နှံတာမဟုတ်ဘူးအတင်းကျပ်ဖိအားပေးနေတာရှင်းပါတယ်ဆွဆွဲကျင်ရင်တက်တေရှိရမယ်ပုတ်ဖွဲ့ကစိတ်ခံစားချက်နဲ့ပြောတာကိုလက်ခံမှာမဟုတ်ဘူးဒီလူတွေကိုအထဲဝင်လာခွင့်ဘယ်သူပေးလိုက်တာလဲကျွန်တော်ကဥက္ကဋ္ဌစုရဲ့လုံခြုံရေးကြံပေးပါဒီအိမ်ရဲ့တကားကတော့အပြင်ကလူတွေကိုတကယ်တမ်းတားဆီးနိုင်မှာမဟုတ်ပါဘူးဟန်တခင်လေးရဲ့ဆိုလိုရင်းကတက်တေတွေကိုပြန်မရနိုင်ဘူးဆိုရင်စုချင်းရဲ့အသက်ကိုအဲ့ဒီလမ်းပေါ်မှာထားခဲ့ရင်တော့အကျိုးမရှိဘူးလို့ပြောတာပါရင်းမြစ်မရှင်းတဲ့ဒီလိုတန်ဖိုင်တွေကဖြတ်တောက်တဲ့ဖြတ်ပြီးအတူလို့ရတာမခက်ဘူးတခါတလေဟမ်မီသားစုနာမီကိုတမင်သုံးပြီးအပြစ်ပုံချတာလည်းဖြစ်နိုင်တယ်တက်တေတွေကိုအလင်းစလိုမဖြတ်လိုက်ပါနဲ့ဒီနောက်မှာကားနံပါတ်ပြချက်လက်ဆက်သွယ်ရေးရေဒီယိုကျိန်းနှုံးနဲ့ငွေလွှဲအသုံးပြုထားတဲ့အကောင့်စာရင်းတွေလည်းရှိတယ်စကားနဲ့တက်တေမပြနိုင်ဘူးဆိုရင်မျက်စိကိုဖွင့်ပြီးတေချာကြည့်လိုက်ဒါကဘုတ်ဖွဲ့စည်းဝေးခမ်းမပဲမင်းတို့လူတွေကိုဖိနှိပ်နေတော့ကကုမ္ပဏီစည်းမျဉ်းတွေကိုဘာလို့မစဉ်းစားခဲ့ကြတာလဲအခုတက်တေတွေအားလုံးရှေ့မှာစုပုံလာတော့မှစည်းမျဉ်းတွေကိုတတိယလာကြတာလားရဲတွေဝင်ပြီးဒီအမှုကိုစုံစမ်းရင်တောင်ပေးဝင်စီမံကိန်းရဲ့ငွေကြေးပြက်လက်မှုပြဿနာကပျောက်သွားမှာမဟုတ်ဘူးဒါကြောင့်ဒီနေ့ယာဒူးကနေဖယ်ရှားဖို့မဲခွဲတာကိုတော့ဆက်လုပ်ရမယ်သူတို့လိုချင်တာကငါစိတ်မထိန်နိုင်အောင်ဖြစ်သွားဖို့ပဲငါသာစိတ်ကိုမထိန်နိုင်ရင်တက်တေအားလုံးကိုကာကွယ်ဖို့တုံ့ပြန်တာလို့ပဲတတ်မှတ်ခံရလိမ့်မယ်ကုမ္ပဏီစည်းမျဉ်းအပေါင်း20တဲ့အရာဒါရိုက်တာတူဒါမှမဟုတ်သက်ဆိုင်သူတူဟာမတရားရှင်ပြိုင်မှုရာဇဝတ်မှုစုံစမ်းစစ်ဆေးမှုဒါမှမဟုတ်အကျိုးမြတ်ပေးထားတဲ့အမှုကိစ္စတွေမှာပါဝင်ပတ်သက်နေတာကအမိစင်းတင်သွင်းခွင့်နဲ့မဲပေးခွင့်ကိုယာယီရပ်ဆိုင်းရမယ်ဘာတွေဖြစ်နေတာလဲဒါကပုံမှန်စီးပွားရေးငွေကြေးလဲပတ်မှုတစ်ခုပဲဒါဆိုစာချုပ်ပြေစာနဲ့ငွေပေးချေမှတ်တမ်းတွေကိုထုတ်ပြပါမထုတ်ပြနိုင်ရင်ဒီနေ့မင်းကမဲပေးဆုံးဖြတ်သူမဟုတ်တော့ဘူးစုံစမ်းစစ်ဆေးခံရသူဖြစ်သွားလိမ့်မယ်ယာဒူးဖယ်ရှားရေးမဲခွဲမှုကိုအရင်ဆုံး92နာရီရပ်ဆိုင်းထားရမယ်92နာရီအတွင်းပေးဝင်ရဲ့ကုန်ကျန်းနဲ့ငွေကြေးပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ဘူး3ရက်ဆိုတာအရန်တိုတောင်းတယ်တိုလုံးလို့ပစ္စည်းပေးသွင်းသူအသစ်စီကိုတကားတောင်ဖွင့်ခွင့်ရမှာမဟုတ်ဘူးမစ္စတာစုလက်ရှိကုန်ကျန်းလက်ကျန်နဲ့ထုတ်လုပ်မှုကို4ရက်ပဲဆက်ထိန်းထားနိုင်မှာပါအဲ့ဒီအချိန်ရောက်ရင်မင်းကားကိုတောင်ညှင်းပယ်ခွင့်ရှိတော့မှာမဟုတ်ဘူးလင်ကျိုးရဲ့တဲယူပို့ဆောင်ရေးလောကမှာဘရင်လို့ခေါ်တဲ့ဝိကျူရှန်ရှိတယ်တကားမဖွင့်ပေးရင်အိမ်ရှင်နဲ့ရင်းနှီးတဲ့လူတယောက်ကိုရှာလိုက်ရုံပဲဝိကျူရှန်ကတာမန်ကုန်တီတယောက်မဟုတ်ဘူး
မျိုးသုံးမျိုးရဲ့ကိုတောင်တွေနဲ့ဆေးဖက်ဝင်အပင်တဲယူပို့ဆောင်ရေးစနစ်အားလုံးကသူ့လက်ထဲကနေဖြတ်တန်းရတာကြိုတင်ချင်းဆိုထားတာမရှိရင်သူ့အိမ်တကားတဲ့ကိုခြေချခွင့်တောင်ရမှာမဟုတ်ဘူးကိစ္စမရှိဘူးတကားကငါ့ကိုမတိတာအရေးမကြီးဘူးအထဲကလူကငါ့ကိုသိရင်ရပြီကိုပိုင်ရရိယာပါအပြင်လူဝင်ခွင့်မရှိဘူးကျူရှန်ကိုပြောလိုက်လူကျန်းဟော်လာတွေ့တယ်လို့တခင်ကြီးကိုတွေ့ကျင်တယ်လို့ပြောလိုက်လူကျန်းဟော်လာဖိတ်စာအရင်ပြပါပြီးမှအခေါ်ခံရတာကိုစောင့်ပါကျွန်တော်ဖိတ်စာယူလာတာမဟုတ်ဘူးဒါဆိုပြန်သွားပြီးပြင်ဆင်လာခဲ့ဒီမှာလာပြီးမျက်စိရှုပ်အောင်မနေနဲ့ဒီဖိတ်စာကလုံလောက်တဲ့အလေးချိန်ရှိပြီလားမျက်နှာချင်းဆိုင်တွေ့ဖို့တောင်နေရာရှင်းရသေးတာလားဝိကျူရှန်နှစ်တွေကြာလာတာနဲ့အမျှမင်းကလောက်ရီကန်ကြီးထက်အာနာပြတဲ့နေကိုပုံမြင်တင်ယူလာတယ်နော်ငါလူကိုထိခိုက်ဒဏ်ရာရအောင်လုပ်ပြီးအတွင်းကမ်းမထဲထိဝင်လာရဲတယ်ကောင်လေးမင်းတက်ကိုကယ်နိုင်လောက်တဲ့နမီတစ်ခုတော့ရှိတင်တယ်လူကျန်းဟော်ဝိကျူရှန်လင်ကျိုးဟင်ကောင်းရဲ့အရင်တပည့်တယောက်အနေနဲ့တခင်ကောင်းမှုထံလာရောက်စီရင်ခံပါတယ်လင်ကျိုးကစီးပွားရေးသမားတွေတောင်ဝိကျူရှန်ကိုကြောက်နေရတယ်ဒါပေမဲ့သူကတော့သူ့ကိုယ်သူရှိမှအရင်တပည့်တယောက်လို့ခေါ်နေတယ်လူကျန်းဟော်ကသူ့ကိုယ်သူဘလောက်တောင်ဖုံးကွယ်ထားတာလဲမင်းကစီးမြင့်တွေအကြောင်းပဲတစ်ချိန်လုံးပြောနေရဲ့ဝမ်းနေစရာကတော့စီးမြင့်မှန်ကိုတကယ်တီးတဲ့သူတယောက်မှမရှိဘူးကျွန်တော်လူတွေကိုကောင်းကောင်းမတင် जा ပေးနိုင်ခဲ့တာကျွန်တော်အဖြစ်ပါတခင်ရှိမှကျွန်တော်တောင်းပန်ပါတယ်လင်ကျိုးမှာဂျူရဲဆိုတာမရှိဘူးဝိကျူရှန်တယောက်ပဲရှိတယ်တခင်အမိန့်ပေးပါအစင်တင့်ပဲစုမိသားစုရဲ့ကုန်ကျန်းတဲ့ကိုတောင်တွေကိုပြန်လည်အသုံးပြုခွင့်ပေးလိုက်ပစ္စည်းပို့ဆောင်မှုအားလုံးကိုစာချုပ်တိုင်းပြန်လည်စတင်ပေးပြီးမူလသတ်မှတ်ထားတဲ့ဈေးနှုန်းတိုင်းပဲကောက်ခံရမယ်ဒီအခွင့်အရေးကိုအသုံးချပြီးဈေးတင်ရောင်းတာလုံးဝမလုပ်ရဘူးဟမ်မီသားစုကတတိပေးထားတဲ့စုမိသားစုကိုပစ္စည်းပေးတဲ့သူဘယ်သူမဆိုလင်ကျိုးမှာနောက်ထပ်စီးပွားရေးလုပ်ခွင့်မရတော့ဘူးလို့ဒါကြောင့်ကိုယ်တိုင်လာပြီးမေးရတာပဲလင်ကျိုးရဲ့စီးပွားရေးကဘယ်ချိန်ကစပြီးလူကျန်းဟော်ကလာပြီးအမိန့်ပေးရတဲ့အထိဖြစ်သွားတာလဲလမ်းကြောင်းအားလုံးကိုအကြောင်းကြားလိုက်စုမိသားစုထံကုန်ပစ္စည်းပို့ဆောင်မှုအားလုံးကို2နာရီအတွင်းပြန်လည်စတင်ပေးဘယ်သူမဆိုကုန်တင်ကားတစ်စီးတောင်တားဆီးရရင်ဒီနေ့ကစပြီးကျူရှန်ကုန်သွယ်ရေးအသင်းတွေကိုခြေချဖို့မစင်စားနဲ့တော့ဟုတ်ကဲ့စုမိသားစုဘက်ကစားကြုတ်တိုင်းပေးချေမှာပါဘယ်ကုန်သွယ်ဖက်ကိုမှဆုံးရှုံးမှုခံစားစေမှာမဟုတ်ပါဘူးမစ္စတာဆုစိတ်မပူပါနဲ့ကုန်ပစ္စည်းတွေပို့ဆောင်မှုကိုကျွန်တော်ကိုယ်တိုင်ကြီးကြပ်ပေးပါမယ်မင်းပြောတော့ဟင်းကောင်းမှုဆိုတာတောင်ပေါ်ကားပြိုင်ပွဲကရခဲ့တဲ့နမီပြောင်တစ်ခုပဲဆိုအဲ့ဒီပြိုင်ပွဲမှာပါဝင်သူတွေအများကြီးပဲလေပြန်ရောက်ရင်လက်ထပ်ဖို့ကိစ္စကိုပြန်စဉ်းစားလိုက်အနည်းဆုံးတော့ငါ့ကိုအယူလို့မထင်နဲ့မစ္စတာဆုအရေးကြီးတဲ့ကုန်ကျန်းတွေကိုတောင်ကနေပို့ဆောင်ပြီးပါပြီကျွန်တော်တို့ရဲ့ထုတ်လုပ်ရေးလိုင်းလည်းလုံခြုံသွားပါပြီကုန်တင်ကားတွေရဲ့တစိမ့်ပိတ်စနစ်နဲ့တွာလာတဲ့လမ်းကြောင်းကိုတေချာစစ်ဆေးပါဒီညကုန်ပစ္စည်းတပူးတောင်အမှားယွင်းမရှိစေရဘူးကျွန်တော်မဟုတ်ပါဘူးရုတ်တရက်ကြီးအဲ့ဒါကဘာလို့ကွဲသွားတာလဲတစ်ဖက်လူကလမ်းမှာကားကိုစောင့်နေတာမဟုတ်ဘူးသူကစုမိသားစုအတွင်းမှာပဲပုံကွယ်နေတယ်ကုန်တင်ကားကဘယ်တကားကနေဝင်လာမလဲဆိုတာသူတို့သိနေပြီကုန်တင်ကားကိုဝိုင်းထားလိုက်ဒီညတဲယူပို့ဆောင်ရေးလမ်းကြောင်းနဲ့ပတ်သက်နေသူအားလုံးကိုထိန်းထားဘယ်သူမှထွက်ခွာခွင့်မပေးနဲ့ကုမ္ပဏီထဲမှာသတင်းပေါက်ကြားနေတယ်လို့တန်တရားရှိတာလားတန်တရားရှိတာမဟုတ်ဘူးတစ္ဆာဖောက်ကဒီနေရာမှာပဲရှိနေတယ်ကားထွက်ခွာမှတ်တမ်းတွေကိုခိတပိတ်ထားလူတိုင်းရဲ့မိုဘိုင်းဖုန်းတွေကိုယာယီသိမ်းထားဘယ်သူမဆိုအချက်လက်တစ်စိတ်တစ်ပိုင်းတောင်ဖြတ်ရဲရင်ချက်ချင်းရဲကိုအကြောင်းကြားမယ်မစ္စတာဆုကျွန်တော်နေ့လေကလေးကကိုတောင်ထဲမှာရှိနေတာပါလုံခြုံရေးကင်မရာမှတ်တမ်းကတက်တည်ပြနိုင်ပါတယ်